ချင်းမင်းတို့အိမ်ချမြေဝယ်ဖို့စဉ်းစားတဲ့အခါမှာနေရာကောင်းမကောင်းဈေးနှုန်းသိမ့်မသိအကြိုက်တွေမတွေစတာတွေကိုကိုယ်တိုင်ရွေးချယ်စဉ်းစားနေရမယ်ဆိုရင်အချိန်လဲကုန်မယ်လူလဲပင်ပန်းမယ်တကယ်ရောအကြိုက်တွေနိုင်မှာမလားရှင်အဲ့ဒီအတွက်စိတ်မပူရအောင် KK Real Estate ကနေအိမ်ချမြေဝယ်ယူမဲ့လူချင်းမင်းတို့အတွက်အပတ်စဉ်တိုင်းမှာနေရာကောင်းပြီးတော့ဈေးနှုန်းတင်နဲ့ပိုင်ဆိုင်မှုခိုင်မာတဲ့ရှားပါးရောင်း data တွေကိုရွေးချယ်စီစစ်တင်ဆက်ပေးနေတဲ့ Property Deals of the Week အစီအစဉ်ရှိနေပါတယ်ရှင်။ဒါဆိုရင်ဒီတစ်ပတ်ရဲ့ Property Deals of the Week အစီအစဉ်ကနေခိုင်ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။နောက်တစ်ပိုင်းမှာလည်းရှေ့တန်ပြီးရှားပါးတဲ့အယောင်အိမ်ချမ်းမြေတွေကိုမိတ်ဆက်ပေးသွားမှာမလို့အဆုံးထိကြည့်ဖို့မမေ့ပါနဲ့နော်။ပထမမိတ်ဆက်ပေးသွားမှာကတော့တောင်ကလာကရောင်းမြေကွက်လေးပဲဖြစ်ပါတယ်ရှင်။ခိုင်တို့ VIM 6ရက်ကွက်အင်းဝလန်းတွေ9လမ်းမှာတည်ရှိပြီးတော့ဗျမစိုးလမ်းမကြီးကိုဒဲပေါက်တဲ့ဂုတ်ကွက်မြေရောင်းလေးပဲဖြစ်ပါတယ်ရှင်။ပိုင်ဆိုင်မှုကပိုင်ဆိုင်မှုခိုင်မာတဲ့ခရင်အမီပေါက်ဖြစ်ပြီးတော့မြေအကျယ်လေးကတော့ပေ20-60အကျယ်ရှိပြီးတော့စိတ်ကြိုက်အစင်းနဲ့ဆောက်လုပ်နိုင်မယ်။အုတ်တိုင်းခတ်ပြီးသားမြေတီးတန့်လေးပဲဖြစ်ပါတယ်ရှင်။ရောင်းဈေးလေးကတော့ခိုင်တို့3,800ကိုညှိနှိုင်းဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ရှင်။ဒီတစ်ခါမှာတော့3,400ရောင်းဖွင့်ထားတဲ့မြေကွက်ကျယ်အယောင်ပဲဖြစ်ပါတယ်ရှင်။ဒီမြေကွက်လေးကိုဘာလို့3,400ရောင်းဖွင့်ထားလဲဆိုတာကိုသိစနေကြတဲ့လူတွေအတွက်ခိုင်ကဒီမြေကွက်လေးအကြောင်းကိုပြောပြပေးစမှာတယ်ရှင်။ဒီမြေကွက်လေးကတော့ခိုင်တို့တောင်ကလာမြို့နယ်14/2ရက်ကွက်မြစ်တာလမ်းမကြီးပေါ်မှာတည်ရှိတဲ့တကယ်အချက်ချာကောင်းကမြေကွက်လေးပဲဖြစ်ပါတယ်ရှင်။မြေကွက်လေးရဲ့အကျယ်ဝန်းက60ပတ်လည်ကျယ်ဝန်းပြီးတော့ခိုင်တို့ပိုင်ဆိုင်မှုခိုင်မာတဲ့ခရင်မြေအမီပေါက်ပဲဖြစ်ပါတယ်ရှင်။မြေသီးတန့်ရောင်းချပေးသွားမှာဆိုတော့ကိုရိုင်းနေမလား invest လုပ်မလားအရန်ကိုတင့်တော်တဲ့မြေကွက်လေးပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်ဒီမြေကွက်လေးရဲ့ဈေးနှုန်းကိုထပ်ပြောရမယ်ဆိုရင်တော့3,400ကိုညှိနှိုင်းရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ရှင်။မြေကွက်ကြီးပဲမဟုတ်ဘူးနော်ဒီတစ်ခေါက်မှာတော့ကွန်ဒိုလိုချင်ပါတယ်ဆိုတဲ့လူချင်းမင်းတို့အတွက်ရန်ကင်းမြို့နယ်ရွှေမိုးကောင်းကွန်ဒိုမှာရှိတဲ့အခန်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်ကွန်ဒိုထဲမှာဆိုရင် backup generator ကားပါကင်ဂျင်းဆွေးမင်းပုနဲ့24နာရီလုံခြုံရေးတို့ပါရှိပါတယ်ရှင်အခုရောင်းချပေးသွားမယ့်အခန်းလေးကတော့1,690ကျယ်ဝန်းတဲ့အခန်းလေးဖြစ်ပြီးတော့ master bedroom တစ်ခန်း single bedroom နှစ်ခန်းပါရှိတဲ့အပြင် study room လေးလည်းပါရှိတော့တသားမိမိတို့အတွက်အဆင်ပြေတာပေါ့နော်ဒီအခန်းလေးရဲ့အားသာချက်က Branda ကျယ်ဝန်းနဲ့နှိမ့်ဘက်မှာတော့အလင်းရောင်ကောင်းရပြီးလေဝင်လေထွက်ကောင်းတဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်။ပုံပါအတိုင်းမြင်ရတဲ့ fully decorated ပြင်ဆင်ပြီးသားအခန်းလေးရဲ့ရောင်းဈေးကတော့3,000ပဲဖြစ်ပါတယ်ရှင်။ကဲအခုပြောသွားတဲ့မြေကွက်နှစ်ကွက်ကွန်ဒိုတစ်ခန်းတွေကလူကြီးမင်းတို့စိတ်ကြိုက်အယောင်လေးများရှိနေပြီလားရှင်ရှိနေပြီဆိုရင်တော့ KK Real Estate ကိုဆက်သွယ်လိုက်တာနဲ့ခိုင်တို့ကလူကြီးမင်းတို့စိတ်ကြိုက်ကြည့်ရှုလို့ရအောင် appointment ချိတ်ဆက်ပေးမယ်ကိုယ်တိုင်ကြည့်ရှုလို့ရအောင်ကားနဲ့ကြိုဖို့စီစဉ်ပေးမယ်နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်ဈေးနှုန်းညှိနှိုင်းပေးမယ်ဝယ်ယူတဲ့အချိန်မှာလည်းစာရွက်စာတမ်းချုပ်ဆိုမှုတွေကိုပြီးစီးသွားတဲ့အထိဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်ရှင်ဒါကြောင့်အမြန်ဆုံးဆက်သွယ်ထားဖို့တော့လိုလိမ့်မယ်နော်ဒါဆိုရင်နောက်တစ်ပတ်မှာလည်းပိုကောင်းတဲ့ property ရောင်း data တွေနဲ့အတူပြန်လာခဲ့ပါမယ်ရှင်